အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြမှာကတော့ပျော်ရွှင်ဖို့ခက်ခဲနေတဲ့သူတိုင်းတို့ရင်ဆိုင်နေရတဲ့အခက်အခဲ၅ခုဆိုတဲ့အကြောင်းလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်လူတွေကအလကားရတဲ့ဘယ်အရာကိုမဆိုလုံးဝတန်ဖိုးမထားကြပါဘူးဘလောက်ပဲတန်ဖိုးရှိနေပါစေဘာမှစူးစမ်းစရာမလိုပဲလွယ်လွယ်ကူကူရသွားပါပြီဆိုတာနဲ့တကူတန်ဖိုးမထားတော့တာပါဒါကြောင့်လူတွေအရင်ကလောက်မပျော်ရွှင်နိုင်တော့တာပါပျော်ရွှင်ခြင်းဟော်မုန်းဆိုတဲ့ဒိုပါမင်းဆိုတာကအုံနောက်အတွက်တော့ဆုလက်ဆောင်ကြီးကြီးတစ်ခုပါဒီစုကိုရဖို့အတွက်လူတွေကစူးစမ်းရတာကိုသဘောကျကြတယ်အထိပ္ပယ်ရှိတယ်လို့ခံစားရတယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့ပျော်ရွှင်မှုအတွက်စူးစမ်းယူစရာမလိုတော့ပါဘူးပျော်ရွှင်မှုတွေကလက်တကမ်းလေးမှာတင်ဖြစ်လာကြပါပြီနိုးထလာတာနဲ့လှုပ်ရှားရှိတာတွေလုပ်ရင်ကိုယ့်ဘဝလေးကိုကြည်နူးပီတိဖြစ်ရမယ်အစားအဲ့ရတဲ့ပါပဲပုံတစ်လုံးနဲ့တတိကုန်မထားပဲပျော်ပျော်နေရတာကိုပိုကြိုက်လာကြတယ်ကျမ်းမာရေးနဲ့ညီညွတ်လို့အချိန်မှန်မှန်တန်ရှင်းလက်ဆက်တာတွေကိုချက်ပြုတ်စားတော့ရင်ရလာတဲ့လွေးထွေးမှုထက်ကျမ်းမာရေးနဲ့မညီညွတ်ပေမဲ့ဘုံလေးတစ်ချက်မဆိုင်အောင်လိုက်ရောက်လာတဲ့ပူပူဆက်ဆက်တွေကိုပို့ပြီးတော့ဂျင်းနဲ့ဆရာဖြစ်လာပါတယ်အချိန်ယူကြည့်ရတဲ့ရုပ်ရှင်ကောင်းတစ်ပုဒ်ထက်ဘာအနှစ်သာရမှမပါပဲမိနစ်ပိုင်းအတွင်းမှာတင်မျိုးစုံနေအောင်လှည့်လည်ကြည့်ယူနေရတဲ့ရီတွေကလည်းပိုကောင်းနေတယ်လို့ခံစားရပါတယ်ပြင်ပကမိတ်ဆွေတငယ်ချင်းတွေနဲ့ထိုင်ပြီးစကားပြောရတာထက် online ပေါ်က reaction တွေ conversation တွေကိုပို့ပြီးတော့စိတ်လှရှားဖို့ကောင်းနေတာမျိုးဖြစ်တတ်ပါတယ်။ဒီလိုအလွယ်တကူနဲ့ရတတ်တဲ့စိတ်ကျေနပ်မှုတွေကို cheap dopamine ဈေးပေါ်တဲ့ပျော်ရွှင်မှုတွေလို့သိပ္ပံပညာရှင်တွေကခေါ်ကြပါတယ်။အရင်ကလိုစူးစမ်းရင်းနဲ့ဖြည်းဖြည်းချင်းစီနှိမ့်ဝင်စီးမျောရတဲ့ပျော်ရွှင်မှုအရသာကတဖြည်းဖြည်းနဲ့ပျက်စီးလာပြီးတဲ့နောက်မှာစူးစမ်းခြင်းစိတ်တွေကုန်ခန်းလာပါလိမ့်မယ်။စာအုပ်တစ်အုပ်လောက်ဖတ်ပြီးလေ့လာရတာထက်မိနစ်ပိုင်းလေးအတွင်းဖုန်းပေါ်ကနေပုံစံမျိုးစုံနဲ့ကြည်ရတာကိုပုံမှန်လို့ထင်နေတဲ့လူတွေတူဟာနည်းနည်းလောက်ပဲဖြစ်ဖြစ်အချိန်ပေးရမယ့်အရာမှန်သမျှကိုအလုပ်တစ်ခုလိုမျိုးမြင်လာပါတော့တယ်။နေ့စဉ်ဘဝမှာကြုံလာရတဲ့အဆင်မပြေမှုအနှဲငယ်လေးကိုတော့မှဖြည့်ရှင်းခြင်းစိတ်ကြော်လွှားခြင်းစိတ်တွေမရှိတော့ပါဘူး။နံပါတ်1အနေနဲ့စူညံတန်တွေကစိတ်ညစ်မှုကိုပို့ပေးပြီးစိတ်သက်သာရမှုကိုပေးပါတယ်။အမှန်တော့တကယ်စိတ်သက်သာတာမဟုတ်ဘဲအုံနောက်ကအမြဲလိုမနာမနေဖြစ်တာကိုအစွဲလန်းလွန်နေတာဖြစ်ပါတယ်။ overstimulated ဖြစ်နေတာပေါ့။စိတ်ညစ်မှုတွေရဲ့နောက်မှာနဲ့အာယုံစူးစိုက်နိုင်တဲ့စွမ်းအားတွေတွေးခေါ်နိုင်တဲ့စွမ်းအားတွေရှိနေပါတယ်။စိတ်ကိုအနာမပေးဘဲအာယုံများစရာတွေကိုပဲအသားကျလာရင်ကိုယ်အုံနောက်ကိုအနာပေးဖို့တော့သတိမထားမိတော့ပါဘူး။ပင်ပန်းနေတဲ့အုံနောက်က fresh ဖြစ်တဲ့ idea တွေကိုမထုတ်ပေးနိုင်တယ်လို့ခေါင်းထဲဝင်လာသမျှအတွေးတွေကိုလည်းမဝေဖန်မပိုင်းခြားနိုင်တော့ပါဘူးအပိုင်းနဲ့အနေနဲ့ပျော်တယ်လို့မခံစားရတော့ဘူးအချိုအစားများတဲ့လူတစ်ယောက်ကအချိုတက်ကိုပြပြဝဝခံစားနိုင်ဖို့ပိုပြင်းတဲ့အချိုတက်ကိုလိုအပ်တယ်လို့မျိုးပါပဲမကြိုးစားပဲပျော်ရတယ်လို့ခံစားရလေလေပိုပြီးလွယ်လွယ်လေးနဲ့ပျော်ကျင်လာလေလေဖြစ်ပါတယ်အလွယ်လန်းကိုပဲအမြဲလိုက်တာနဲ့ဘဝရဲ့အတိတ်ပဲတွေလည်းပျောက်ဆုံးလာပါတယ်ဘဝအတိတ်ပဲမရှိတော့ရင်ဘာမှကိုလည်းစိတ်ဝင်စားစရာမရှိတော့ပါဘူးအပိုင်းသုံးအနေနဲ့ပို့ပြီးတော့ဆန်းဆက်တဲ့ဖြစ်လာမယ်ဒီအချက်ကိုတော်တော်များများကသတိထားမိကြပါဘူးစိတ်ပင်ပန်းလို့ဖုန်းတွေစတိုက်သုံးနေတာကတကယ်တော့စိတ်အပန်းမပြေစေပါဘူးခဏတာအာယုံလွှဲလိုက်တာပါတခြားမွေးရစီဝါနဲ့စိတ်အပန်းဖြေစေတဲ့အကျင့်ဆိုးတွေကလည်းအတူတူပါပဲစိတ်အပန်းမဖြေစေပဲအာယုံလွှဲနေတာပါပဲကိုဖြစ်နေတဲ့ခံစားချက်တွေကိုသတိမထားမိပဲအာယုံလွဲလာတာနဲ့အမျှတကယ်ခံစားချက်ကိုနှိုးဆွနေသမျှအရာတိုင်းကိုမကြည်မနှက်ဖြစ်လာပါတယ်။ဘဝမှာအခက်အခဲကြီးကြီးမားမားတွေကြဘာမှမဖြစ်သလိုနေနိုင်ပေမဲ့တည်တည်မွားမွားတွေကိုကြဆက်ဆက်တိမခံဖြစ်နေတာဟာဒါကြောင့်ပဲဖြစ်ပါတယ်။ပိုင်းလေး self love တွေညှော်နေလာမယ်။ chip dopamine တွေကရေရှည်အတွက်မကောင်းဘူးဆိုတာကိုကိုယ်တိုင်လည်းသိနေတာမို့တစ်ခါထပ်လုပ်ပြီးလေးအပြစ်မကင်းတယ်လို့ခံစားရလေဖြစ်ပါတယ်။ကိုအပြစ်တွေမြင်လာမယ်အကောင်းတွေနဲ့မထိုက်တန်တဲ့လူတို့တွေးလာမယ်ကို့အတွက်ဘယ်ဟာကောင်းလဲဆိုတာကိုတော့မရွေးချယ်တတ်ဘူးလို့မြင်လာမယ်လွယ်လွန်းတာတွေကလည်းမယုံနိုင်လေကိုမရင်ဆိုင်တာလေးပါပဲပြောပြခဲ့တဲ့အချက်တွေကိုမငင်းလန့်အောင်ကြုံနေရပြီဆိုရင်တော့ကိုလမ်းဆုံးရောက်နေပြီလို့မတွေးလိုက်ပါနဲ့ဘလောက်ဖဲစိုးရတဲ့အကျင့်တွေနဲ့ဆွဲကပ်စီပါစီကိုကတကယ်ရက်တန့်ကျင်တဲ့စိတ်ရှိဖို့လိုတာပါ cheap dopamine တွေကိုဒီနေ့ကစပြီးထိန်းချုပ်ခြင်းနဲ့ဆိုရင်ကိုစူးစမ်းဖို့အခွင့်အရေးပေးပါဘာမှမလုပ်ဖဲဖုန်းသုံးပြီးအပြင်းချိနေမယ်အစားတခုခုကိုလုပ်ပြီးဖုန်းသုံးပြီးစိတ်အပန်းဖြေပါကို့မှာအစွဲလန်းဆုံးဖြစ်နေတဲ့ cheap dopamine တစ်ခုအစားအတိတ်ပဲရရှိတဲ့အရာကိုအစားထိုးကြည့်ပါညနောက်ကျမှအိပ်ပြီးနေ့တစ်ဝက်လောက်အထိအိပ်နေတတ်တယ်ဆိုရင်မနက်စောစောထားပြီးတော့လမ်းလျှောက်တာပဲဖြစ်ဖြစ်ဂျင်မကစားတာပဲဖြစ်ဖြစ်ပူပူနွေးနွေးမနက်စာစားတာပဲဖြစ်ဖြစ်လုပ်ကြည့်ပါဘာမှမလုပ်ဖဲပျော်နေရမယ့်အရာတွေကိုရှောင်ရှားပါ
လူဆိုတာဘယ်အရာကိုမဆိုအလကားရနေရင်တန်ဖိုးထားခြင်းစိတ်မရှိတော့ပါဘူး။ဒါကြောင့်ပျော်ရွှင်မှုကိုအလကားပေါ်ပေါ်တည်တည်မယူဘဲနည်းနည်းလောက်စူးစမ်းပြီးမှယူကြည့်ပါ။ပျော်ရွှင်မှုကိုအတိတ်ပဲဖွင့်ကြည့်ပါ။လူတဦးနဲ့တဦးအလိုက်ပျော်ရွှင်မှုတွေကိုမြင်တဲ့ပုံစံမတူကြပါဘူး။အမှန်တကယ်ပျော်ရွှင်စေတာမှန်သမျှကိုတစ်ခုချင်းစီလိုက်ကြည့်ရင်းနဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုအတိတ်ပဲဖွင့်ကြည့်ပါ။ဟုတ်ကဲ့ကျွန်တော်ခုဖတ်ပြပေးသွားတာကတော့ပျော်ရွှင်ဖို့ခက်ခဲနေတဲ့လူတိုင်းလိုရင်ဆိုင်နေရတဲ့အခက်အခဲ၅ခုဆိုတဲ့အကြောင်းကိုဖတ်ပြသွားတာဖြစ်ပါတယ်။မူရင်းရေးသားသူနဲ့တဆင့်ပြန်လည်မျှဝေသူများကိုယူတည်လေးစားစွာဖြင့်အတိမတ်ပြုပါတယ်။အဆုံးထိနားထောင်ပေးသွားလူအားလုံးကိုကျေးဇူးတင်ပါတယ်။